ပိုင်ဆံနဲ့ပတ်သက်လာရင်စိတ်ခံစားချက်တွေကမမျိုးမျိုးဖက်တက်ကြတယ်ဟုတ်အဲ့ဒီစိတ်ခံစားချက်တွေကိုလုံးဝပြောင်းပြန်လန်ပြီးပိုကောင်းတဲ့ဘက်ကိုရောက်စေမယ့်နီလန်လေးတစ်ခုရှိပါတယ်အရင်ရုပ်ရှင်တဲ့ဒါပေမဲ့တကယ်အစွမ်းထက်ပါတယ်အဲ့ဒီနီလန်လေးအကြောင်းအခုပဲစောက်ကီလေးလိုက်ကြည့်ကြရအောင်ဟုတ်ပြီပထမဆုံးအနေနဲ့ဒီအကြောင်းရင်းကိုရင်ပြုကြည့်အောင်ဘေးဆောင်ရမှာကိုကြောက်တဲ့စိတ်ပေါ့ဒါကလေလူတော်တော်များများရင်ဆိုင်ဖူးကြမှာလက်ခုံကနီးဘေးဆောင်ရလေးရောက်လာပြီဆိုတာနဲ့စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတာလေအဲ့ဒီစိတ်ဖိစီးမှုနဲ့စိုးရင်စိတ်လေးပေါ့ကဲအဲ့ဒီတော့မင်းစရာရှိတာကဘာလို့ဘေးဆောင်ရတာကဒီလောက်တောင်စိတ်ညစ်စရာစိတ်ဖိစီးစရာကောင်းနေရတာလဲဟုတ်တယ်မလားဒီမေကောင်ကတော်တော်များများစဉ်းစားဘူးကြမှာပါအခုဒီအကြောင်းရင်းကိုပဲအဓိကထားပြီးကြည့်သွားကြပါမယ်ဘာဖြစ်လို့လဲဆိုတော့လေလူအများစုအတွက်ဘီလ်ဆိုတာကပိုက်ဆံကုန်တော့မှာပဲဆိုတော့ဆုံးရှုံးမှုခံလာချက်ပြီးတော့ဒါကမဖြစ်မနေလောက်ရမယ်ဝန်ထုံဝန်ပိုးကြီးတစ်ခုလိုခံလာရတာနောက်ဆုံးကတော့ပိုက်ဆံမလောက်တော့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ကြောက်စိတ်အဲ့ဒါတွေကိုကိုစားပြုနေလို့ပါပဲအထူးသဖြင့်လက်ထက်ပိုက်ဆံရှင်းနေတဲ့အချိန်မျိုးဆိုပိုးဆိုးတာပေါ့ဟုတ်ပြီအခုဒီလိုအစိုးမင်းတဲ့ခံစားချက်တွေကဘာလို့ကိုယ့်ရဲ့ငွေကြေးအပေါ်မှာဒီလောက်တောင်တက်ရောက်မှုရှိနေရလဲအဲ့ဒီနောက်ကတည်းကအဓိကကြတဲ့သဘောတရားတစ်ခုကိုလေ့လာကြည့်ကြရအောင်ဒါကိုရှားပါမှုတန်တရားလို့ခေါ်ပါတယ်အဲ့ဒါကဘာကိုပြောရလဲဆိုတော့ရှားပါမှုစိတ်ဆိုတာကလေပိုက်ဆံမရှိဘူးမလောက်ဘူးဆိုပြီးခံစားနေတဲ့စိတ်ကတကယ်ပဲပိုက်ဆံကိုပို့ပြီးမရှိအောင်မလောက်အောင်ဆွဲဆောင်နေသလိုဖြစ်သွားတာပါကိုကမရှိဘူးလို့ခံစားလေလေတကယ်လဲပို့ပြီးမရှိဖြစ်လာလေလေအဲ့ဒီလိုတန်တရားလဲနေတာမျိုးပေါ့ကိုအတွေ့ကကိုလက်တွေ့ဘဝကိုပုံဖော်သွားတာမျိုးပါကဲဒီနေရာမှာစိတ်နေစိတ်ထားနှစ်ခုကိုရှင်းရှင်းလင်းလင်းယဉ်ကြည့်ကြရအောင်တစ်ဖက်မှာရှားပါမှုစိတ်နောက်တစ်ဖက်မှာကြွယ်ဝမှုစိတ်ရှားပါမှုစိတ်ရှိတဲ့သူက bill ကိုဆုံးရှုံးမှုလို့မြင်တယ်ပိတ်ဆံကိုကြောက်စရာမလောင်ကြတဲ့အရာလို့မြင်တယ်အနာဂတ်တော့လည်းအမြဲစိုးရိမ်နေတယ်ကြွယ်ဝမှုစိတ်ကတော့ပြောင်းပြန်မယ် bill ကိုတုံးဆွဲခဲ့တဲ့ကိုရခဲ့တဲ့ဝန်ဆောင်မှုတွေအတဲ့ကျေးဇူးတင်ခြင်းရဲ့တတ်တဲ့အဖြစ်မြင်တယ်ပိတ်ဆံကိုစီးဝင်လိုက်ထွက်လိုက်လုပ်နေတဲ့စွမ်းရည်တစ်ခုလိုယုံကြည်တယ်အနာဂတ်ကိုလည်းအခွင့်အလမ်းတွေအဖြစ်ရှုမြင်တယ်ဒီကွာခြားချက်ကအကြီးကြီးပဲနော်ဘယ်ဘက်ကိုပြောင်းလဲရမလဲဆိုတော့ရှင်းနေတာပဲဒါကြောင့်မလို့လေတကယ်ငွေကြေးပိုင်းဆိုင်ရာလွတ်လပ်မှုကိုရခြင်းနေဆိုရင်ပထမဆုံးလိုအပ်မှာကကိုယ့်ရဲ့ပြင်ပအခြေအနေတွေကိုပြောင်းဖို့မဟုတ်သေးဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲကဒီအဆုံးမြင်ခံစားချက်တွေကိုအရင်ဆုံးပြောင်းလဲဖြစ်ဖို့ပါပဲအစကအတွင်းကနေလာတာပါကဲဒါဆိုရင်ဘလို့ပြောင်းလဲအဖြေရှိပါတယ်ဒါကပင်ပန်းပန်းလောက်ရမယ်အလုပ်ကြီးတစ်ခုလို့မဟုတ်ပါဘူးခုနကပြောတဲ့ရှားပါမှုတန်တရားကိုဖျက်တောက်ဖို့အတွက်ဖန်တီးထားတဲ့ပြောစရာကစားနည်းလေးတစ်ခုပါပဲဒီကစားနည်းရဲ့အဓိကရည်မှန်းချက်ကတော့အရန်ရှင်းပါတယ်ကိုယ့်ရဲ့အတွေးတွေခံစားချက်တွေကိုအစိုးမြင်ဘက်ကနေကြွယ်ဝမှုနဲ့အောင်မြင်မှုဆိုတဲ့အကောင်းမြင်ဘက်ကိုတတိရှိရှိနဲ့တမင်တကာကိုလမ်းကြောင်းလွှဲပေးလိုက်ဖို့ပါပဲဟုတ်ပါပြီဒါဆိုရင်လက်တွေ့ဘယ်လိုလုပ်ရမှာလဲဆိုတဲ့အပိုင်းကိုတွားကြည့်ကြအောင်ဒီကျေးဇူးတင်ခြင်းလေးချင်းခန်းကလည်းမပေးရတဲ့ bill တွေရောပေးပြီးသား bill တွေရောနှမျိုးလုံးမှာထုံဝင်ပါတယ်โอเคမပေးရသေးတဲ့ဘေးတစ်ခုလက်ထဲရောက်လာပြီဆိုရင်လို့ရမယ်အဆင့်3ဆင့်ရှိပါတယ်နံပါတ်1အဲ့ဒီဘေးကိုကိုယ်စီပိတ်ဆံဝင်လာတဲ့ချက်လက်မတ်တဆောင်လို့စိတ်ထဲမှာပုံဖော်လိုက်ပါနံပါတ်2တကယ်ပိတ်ဆံရလာသလိုမျိုးဟေးကနေပျော်ပြီးခုံလိုက်ပါပျော်ရွှင်တဲ့ပုံစံလွတ်လိုက်ပါနံပါတ်3အဲ့ဒီဘေးပေါ်မှာပိတ်ဆံရတဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးကိုယ့်လက်နဲ့ရေးချလိုက်ပါဒါကဘေးအဖော်ထားတဲ့စိတ်ခံစားချက်ကိုတခါတည်းကြောင်းပြန်လှန်ပေးလိုက်တာပဲဟုတ်တယ်အဲ့ဒီအချိန်မှာခန်းစားချက်ပြီးရင်ဒီလို order ပြောလိုက်လို့ရတယ်ငါတဲ့ပိတ်ဆန်တွေထပ်ရောက်လာပြီးကျေးဇူးတင်လိုက်တာဆိုပြီးရောလေစိတ်ထဲမှာတကယ်ဖြစ်နေတယ်လို့ကိုခန်းစားပြီးပြောရမှာပေါ့ကဲဒါကဘေးလက်ခံရရှိတော့ကလောက်ရမှာတကယ်ပိတ်ဆန်ပေးချေတဲ့အချိန်ရောက်ရင်တော့အဆင့်နှစ်ဆင့်ပဲရှိပါတယ်ပထမဆင့်ကဘေးကိုပေးချေတဲ့အခါမှာဒီလိုပေးချေနိုင်တဲ့ပိတ်ဆန်ကိုမှရှိနေတာကိုကျေးဇူးတင်တဲ့စိတ်နဲ့ပေးချေပါဒုတိယဆင့်ကတော့ပေးပြီးသွားတဲ့အခါအဲ့ဒီဘေးပေါ်မှာပဲကျေးဇူးတင်ပါရဲ့ပေးချေပြီးပါပြီဆိုပြီးထပ်ရေးလိုက်ပါဒါဟာကြောက်စိတ်နေရာမှာယုံကြည်မှုနဲ့ကျေးဇူးတင်စိတ်ကိုအစားထိုးလိုက်တာပါပဲအခုခေတ်က online ပေဒီများတော့ဘယ်လိုလုပ်မလဲမေးစရာရှိတယ်လွယ်ပါတယ် print ထုတ်လိုက်ပြီးအပေါ်မှာလက်နဲ့ရေးလို့ရပါတယ်ပြီးတော့လေဒီခန်းစားချက်ကိုပို့ပြီးအားကောင်းအောင်လုပ်ချင်တယ်ဆိုရင်အရင်အားပေးထားပြီးအဟောင်းဆင်းဆောင်လောက်ကိုရှာလိုက်ပါပြီးတော့အဲ့ဒီပေးလေးမှာကျေးဇူးတင်ပါတယ်ပေးစီပြီးပါပြီလို့တစ်ခုချင်းစီလိုက်ရေးကြည့်ပါခန်းစားချက်ကတိတိတတာကိုပြောင်းလဲလာပါလိမ့်မယ်ကဲဒီလေးချင်းကန်းကိုစတိုက်လောက်သွားရင်ရေရှည်မှာဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲပြီးတော့ဘလို့သိပင်နိကြအခြေခံသဘောတရားတွေကြောင့်ဒါအလို့ဖြစ်နေရတာလဲဆိုတာကိုစပ်ပြီးလေ့လာကြည့်ကြအောင်ဒီနီလန်းကိုဖန်တီးခဲ့တဲ့သူကိုယ်တိုင်ကလည်းဒီလေးချင်းကန်းကိုနှစ်ပေါင်း20ကျော်ကြောင်သူ့ဘဝမှာအမြဲတမ်းကျင့်သုံးခဲ့တယ်လို့ဆိုပါတယ်
ဒါကသူ့ရဲ့ထီအောင်မှုကိုတက်သေးပြနေတာပါပဲ အဲ့ဒီလိုနတ်20ကျော်ကျင့်သုံးခဲ့တဲ့ရလကပါလက်ထီလာရလကတော့ရောက်လာတဲ့ဘေးတိုင်းကိုဘေးချေဖို့တဲ့လိုအပ်တဲ့ငွေကအမြဲတမ်းအဆင်သင့်ရှိနေတာပါပဲပါကြောက်စိတ်ပါရှားပါစိတ်မှမရှိပါနဲ့နော် ဆိုတော့ဒီလောက်ရုပ်ရှင်တဲ့ကစားနည်းလေးကဘာလို့ဒီလောက်တောင်အစွမ်းထက်နေတာလဲအဲ့ဒီနောက်ွယ်မှာအခြေခံသဘောတရား၃ခုရှိပါတယ်ပထမတစ်ခုကပိတ်ဆန့်ဆိုတာကိုတူအပေါ်ဘလို့ခံစားလဲဆိုတဲ့စိတ်ခံစားမှုပေါ်မှာတုံ့ပြန်တယ်တဲ့ဒုတိယကကျေးဇူးတင်တဲ့စိတ်ကကိုယ့်ရဲ့အမြင်ရောငွေရေးကြေးရက်လက်တွေကိုပါပြောလဲစေနိုင်တယ်နောက်ဆုံးတစ်ခုကတော့ဒီလိုစိတ်ခံစားချက်ကိုတစ်ဆိုင်မှတ်ပြောင်းလဲနေတာကတကယ်တီမဲတာပေါ်များကြွယ်ဝမှုကိုဖန်တီးပေးနိုင်လို့ပါပဲ ဆိုတော့အီးဆုံးအချက်ကဒါကိုတစ်ခါလေမှလွတ်တာမျိုးမဟုတ်ပဲနေ့စဉ်ဘဝထဲမှာအလေးအကျင့်တစ်ခုဖြစ်တော့အောင်ဘလို့လုပ်မလဲဆိုတာပါပဲပေါ်ပြကျွယ်ဝမှုကိုအကျင့်ဖြစ်အောင်လုပ်ရမှာပေါ့ ဒီမှာအဓိကလေ့ကျင့်ခန်းကိုပိုပြီးအားကောင်းစေမယ့်နေ့စဉ်လိုရမယ့်အလေ့ကျင့်၃ခုကိုပြောပြချင်ပါတယ်နံပါတ်1ကိုယ်စီဝင်လာတဲ့ပိတ်ဆံကိုဘယ်လောက်ပဲနည်းနည်းညာများကျေးဇူးတင်စေကိုမူပါနံပါတ်2ခုနကပြောခဲ့တဲ့ thank you နီလန်ကိုဆက်ပြီးတော့တာပါအထွက်ငွေကိုအဝင်ငွေဖြစ်ပြောင်းလဲတဲ့စိတ်ကိုဆက်မွေပါနံပါတ်3ညာနဲ့အိတ်ခင်မှာကြွယ်ဝမှုနဲ့ပတ်သက်တဲ့အားပေးစကား affirmations တွေကိုနားထောင်ပါဒါကမဒီစိတ်ကိုပြန်ပြီး program ရေးဆွဲပေးသလိုပါပဲကဲအဆုံးသက်အနေနဲ့ဒီ trading နဲ့အဆုံးသက်ကြည့်ကြရအောင်ကိုတို့မြင်နေကြပေးတွေဟာလေကိုယ့်အတွက်ဝင်းထုတ်ဝင်းဖို့တာဝန်တွေမဟုတ်ပဲကိုယ့်ရဲ့ကြွယ်ဝမှုကိုတက်တည်ပြဖို့ကျေးဇူးတင်စိတ်ကိုလေ့ကျင့်ဖို့ရလာတဲ့အခွင့်အလမ်းတွေသာဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုနေမလဲအဲ့လိုတွေးကြည့်လိုက်အောင်